နိုင်ကို10သိန်း15သိန်းသုံးပြီးစော်ကြီးတို့တော်ဘီတို့အော်နေရမယ့်နိုင်အထာကျလို့ဆရာကြီးတောင်နေရာမရမယ့်နိုင်ဟယ်လိုအားလုံးမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ပြောပြမှာတော့ကျွန်တော်10သိန်း15သိန်းဆိုဘာဝယ်မလဲလို့ဘာဝယ်ရမလဲလို့ကျွန်တော်လာမေးရတဲ့သူတွေများတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပြောပြရင်အများစုကတော့ Orient Bambino တို့ Seagull Prasad တို့ကျွန်တော်ညွှန်တာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါတွေက Dress Watch နေနဲ့ဝယ်လို့ရတယ် automatic ထဲမှာအိုက်ဈေးထဲမှာတော်တော်မိုက်တယ်လို့ကျွန်တော်ထင်လို့ပေါ့နော်ဒါပေမဲ့ဒီနေ့ပြမှာတော့ကျွန်တော်လက်လုံးမှာတော်တော်ကိုအကြိုက်ဆုံးဖြစ်ပြီးမှကြိုက်တဲ့ vibe အကုန်ရတဲ့ Citizen ရဲ့ Anna Digitab နိုင်လေးဖြစ်ပါခင်ဗျာဒီနိုင်လေးက1980ကထုတ်ထားပြီးမှဘောနော် retro version retro aesthetic vibe ကိုအပြည့်ရဖြစ်ပါတယ်အခုဆိုရင်ပြီးတော့ဝတ်လိုက်ရင်တော်တော်ဂေါ်တယ်ပေါ့နော်ဝတ်လိုက်တာ ਨੇ လုံးဝဟို casual လဲမိုက်တယ်ပွဲသွားပုံစံလဲမိုက်ပြီးတော်တော်ကိုလူကြားထဲမှာဆိုတော်တော်ဂေါ်ထွက်နေမဲ့နိုင်လေးဖြစ်ပါတယ်ခင်ဗျာပြီးတော့သူက3မျိုးတောင်ပါတယ်ပေါ့နော်သူရဲ့နာမည်အတိုင်း Anna ဆိုတာ analog digital ဆိုတာ digital temp ဆိုတာ temperature ဖြစ်ပါတယ်ဒီနိုင်ကကဘာပေါ်မှာ temperature တောင်းမီတာထည့်ပေးထားတယ်ပထမဆုံးနိုင်ဖြစ်ပါပြီဗျာဒီနိုင်ရပြီးတော့ဒီနိုင်လေးမှာဟိုနော် function တွေကိုပြောပြရရင်ဒီနိုင်လေးမှာပေါ့နော်ကျွန်တော်ဒီမှာနိုင်လဲပါတယ်ပြီးတော့ second နဲ့လည်းပါတယ်ပြီးတော့ dual time ပါတယ် stop watch ပါတယ် alarm ပါတယ်ပြီးရင်အထူးခြားဆုံးကတော်တော်မိုက်တဲ့ဟာတွေပေါ့ဒီ temperature လေးပါတာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကိုတိတ်မကောင်းတာကတော့ဟိုလိုပေါ့နော်ဒီက quartz movement ဆိုတော့ဓာတ်ခဲကတော့သူ့ချင်းနဲ့သူတော့လဲပြန်မှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီကျိုးလေးရဆိုရင်အခုကျွန်တော်တို့ထွက်နေ Tissot PIX အခုမှထုတ်တာပေါ့နော်ဒါ Tissot PIX ရဲ့အဖိုးတော်ပြောလို့ရတယ်ကျိုးလေးကတော်တော်ကိုမိုက်တယ်ပေါ့နော်ဒီကျိုးလေးရဆိုရင်ပြီးတော့သူကပေါ့ vibe ကိုအပြည့်ရပြီးမှကျွန်တော်အခုလက်တလောကို7သိန်း15သိန်းကြားထဲမှာဆိုတော်တော်ကိုမိုက်ပြီးကျွန်တော်အခုတော့အပြင်ထွက်လေတော်တော်ဝှက်ဖြစ်နေနိုင်လေးလုံးဖြစ်ပါပြီဗျာဒါလေးကိုဆိုရင်ပြီးတော့ဒါလေးကကြီးလာရင်နိုင်နဲ့မတူပဲ radio လေးလုံးလက်ပေါ်တင်ထားလို့လေးကိုတော်တော်လေးကို retro aesthetic vibe နဲ့ vintage vibe ကိုရပြီးတော်တော်ကိုခေါ်တဲ့နိုင်လေးလုံးဖြစ်ပါပြီဗျာဒီနေ့ကတော့10သိန်း15သိန်းကြားထဲမှာကျွန်တော်ဘာဝယ်ရမလဲလို့မေးရတဲ့သူတွေအတွက်ဒါလေးကိုထည့်ပြီးစဉ်းစားလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြတော့ဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီတက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ